ဆက်ထုတ်တတ်တယ်ဆိုတာတချို့တို့တော့ကြီးမားဆုံးတော့အရင်ဒီတစ်ခုပါပဲရှင်အခုလိုကြီးမားတဲ့ယင်းဒီတစ်ခုကိုမှရှိနေပြီဆိုလို့ရှိရင်တော့ဘော်လီလေးတွေကိုလည်းချုပ်ရတာဝါသနာပါတယ်ဆိုရင်အိမ်ထဲမှာနေနေတချို့စီကနေပြီးတော့ပတန်ဆိုင်ချက်လေးတွေကိုတယောက်ချင်းစီဖြစ်စေစိုက်ဆုံဖြစ်စေမှာယူပြီးတော့ကိုတိုင်းဘော်လီလှလှလေးတွေကိုချုပ်ဝလို့ရနေပါပြီရှင်အခုလိုမျိုးပတန်နဲ့ရောက်ပြီဆိုလို့ရှိရင်လွယ်ကူစွာနဲ့ဘော်လီလေးတွေကိုချုပ်လို့ရဖို့အတွက်တချို့ကပညာဒါနတွေကိုအသေးစိတ်ကစနေစနစ်မှန်ကန်စွာပေးနေပြီဖြစ်ပါတယ်ရှင်ဒီပညာဒါနလေးတွေအားလုံးအတွက်လိုအပ်တယ်ဆိုလို့ရှိရင်တော့ comment မှာ yes လို့မှန်သွားပေးပါမှန်တဲ့သူတွေများပါကတချို့ကပညာဒါနတွေကိုဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ပညာဒါနလေးတွေကိုဆက်လက်ပြီးတော့လေ့လာကြည့်လိုက်ရအောင်နော်အခုဒီခါမှာတော့တချို့တို့ဗာလေးညှက်ဖို့ကြံလဲဆိုလို့ရှိရင်ဂျိတ်ပိုးနော်ဂျိတ်ပိုးလေးတွေညှက်မယ်ဂျိတ်ပိုးမှာဆိုလို့ရှိရင်ခံချမ်းမှာဆိုလို့ရှိရင်အသေးမှတ်ထားလို့ရရင်နော်၄ခွဲနဲ့ညှက်မယ်နော်ပြီးတော့လို့ရှိရင်ကျတို့ကဒီအောက်ကိုဆက်သွားခြင်းလည်းရရနော်၄ခွဲနဲ့ညှက်မယ်ခံချမ်းနော်ဒါခံချမ်းပြီးတော့ဒါဂျိတ်ဒါကြတော့ဂွင်းဘတ်ပေါ့နော်ဂွင်းဘတ်ခံချမ်းသူ့ရဲ့အရှိကိုဘယ်လောက်ညှက်မလဲဆိုလို့ရှိရင်ကျတို့နောက်ဂျိတ်ဖြစ်တဲ့အတွက်ကြောင့်လို့ဒီမှာနော်နောက်ကျော်လေနော်နောက်ကျော်လေတိုင်းလိုက်လို့ရှိရင်ဒီမှာဘယ်လောက်ရှိလဲဆိုတော့ခွန်ခွဲရှိရဆိုလို့ရှိရင်6လောက်ညှက်တာနော်လက်မတော့အနည်းဆုံးပေါ့နော်လက်မတစ်ခွဲတော့ကျတို့ပို့ပြီးတော့ညှက်ပေးရမယ်၄ခွဲအကျယ်ကတော့ကျတို့ပုံတီဖြစ်တယ်เนาะဒီအရှိကတော့6ခွဲ10လောက်ဆိုရင်တော့ရပြီဟုတ်နော်အခုတစ်ချက်က10ညှက်လိုက်တယ်တဲ့ချေတို့ကူနော်ဒီရဲ့အရှိရဆိုရင်10လက်မဖြစ်တယ်နောက်တစ်ခါအရှိရလည်းပဲ10လက်မနော်နှစ်ခုညှက်ရမှာပေါ့နော်တစ်ခုကကြတော့ချေတို့၄ခွဲအကျယ်တစ်ခုက2ခွဲအကျယ်ရှေ့ကတော့10လက်မစီပေါ့နော်10လက်မစီဘာသာယူလဲဆိုတာလည်းတစ်ချေခုနတိုင်းပြီးသွားပြီနောက်ကျောရိုးကိုတိုင်းပြီးတော့1လက်မခွဲ2လက်မလောက်ရှည်ထားပြီးညှက်ထားပါပိုရင်ပြညှက်ထုတ်ရမယ်ဟာပေါ့နော်ဒါဂျိတ်ပိုးကကြတော့ချေတို့တီကျသွားလို့မရဘူးအကျယ်ပဲတီကျသွားလို့ရတယ်ကွာအရှိရကြတော့ပိုညှက်ထားတာမမှားဘူးပေါ့နော်ဒါကြောင့်မို့ဒီလိုမျိုးလေးနှစ်ခုကိုညှက်ပေးဖို့လိုတယ်အဓိကသူ့မှာလည်းပဲပိတ်ကြောဆောင်းသားလုံးဝညှက်လို့မရပါဘူးကျတို့နားသားလေးနဲ့ကျတို့ရဲ့ပိတ်ကျယ်နဲ့ပေါ့နော်၄ခွဲတို့2ခွဲတို့အကျယ်နဲ့ကိုနားသားနဲ့ကိုမှမြင်းပြိုင်လေးထားပြီးတော့ညှက်ပေးရမှာဖြစ်ပါတယ်အခုလိုမျိုးပတန်ဆိုင်ချက်လေးတွေမှာယူပြီးတော့ကိုယ်အိမ်ထဲမှာနေရင်းနဲ့လွယ်ကူကူနဲ့ဘော်လီလှလှလေးထည့်ဖို့ချုပ်ဝစ်ချင်ပြီဆိုလို့ရှိရင်တော့ Messenger မှာနော်တစ် site ကိုနော်ရှေ့ခွဲပါမယ်နောက်ခွဲပါမယ်ကြောအဝိုက်ဖြောက်ပါမယ်ပြီးလို့ရှိရင် bra အတူအရှိပါအစုံဝင်ပါအောင်နဲ့တစ် site ကုန်းလုံးမှာ15000ကျပ်တဲ့နဲ့လာရောက်ပြီးတော့မှာယူထားလို့ရပါတယ်နောက် file လေးတွေမှာပြန်လည်ပြီးတော့စုံတွေ့ကြမယ်နော်အခုလိုမျိုးဒီချက်ပညာဒါနလေးတွေကအားလုံးအတွက်အကျိုးရှိမယ်ဆိုလို့ရှိရင် like and share လေးပြီးလို့သွားပေးဖို့မမေ့ပါနဲ့เนาะဒီချက်တို့စီမှာ body နဲ့ပတ်သက်ရင်တော့ online class တွေပြင်သင်တန်းတွေကိုအခြေခံနေစစ်မြင့်ထိလေ့လာသင်လို့ရနေပါပြီရှင်ထို့အပြင် body မှာအသုံးပြုတဲ့ပိတ်စတွေပိတ်ကြမ်းတွေပြီးခါမှာလက်ကျိုးခွင်းလေးတွေပြီးလို့ရှိရင် body jade တွေအစားရရှိပါတယ်ရှင်အခုလိုမျိုးဖို့ထုတ်တွေဖော့ချက်တွေကိုလည်းရရှိပါတယ်ဒါအပြင်ဘော်လီလေးတွေကိုတည်သက်လှပဖို့အတွက်အသုံးပြုတဲ့ခုလိုမျိုးတူလေးတွေကိုလည်းရရှိပါတယ်ရှင်ဘော်လီပတန်ကတ်အနေနဲ့ဆိုလို့ရှိရင်တော့ခုလိုပိတ်သုံးလွှာဘော်လီပတန်ကတ်တွေပြီးသွားလို့ရှိရင်မိခင်နို့တိုက်ဘော်လီပတန်ကတ်တွေအပြင်ကိုခုလိုမျိုးရင်လုံးပုံအုံမှာကွက်ဆက်ဒီဇိုင်းလှလှလေးရဲ့ပတန်ကတ်တွေကိုလည်းမှာယူလို့ရရှိနေပါပြီရှင်ဘော်လီတွေကိုဒေသလှပတဲ့ဘော်လီလေးတွေကိုမှဝတ်ချင်တဲ့ဆိုတဲ့သူတွေအတွက်ကိုတော့အခုလိုပိတ်ဘော်လီတွေရင်လုံးပုံအုံမှာတွေကိုပြီးရဲ့အခါမှာမိခင်နို့တိုက်ဘော်လီတွေရောလက်လီလက်ကရရှိနေပါပြီရှင်